မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးအာနာသိန်းစစ်တပ်ရဲ့လုတ်ပိုင်ခွင့်တွေကိုကန့်တက်ဖို့ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်သဘောတူမြန်မာပြည်သူတွေကိုကာကွယ်ဖို့အတွက်အာနာသိန်းစစ်တပ်ရဲ့လုတ်ပိုင်ခွင့်တွေကိုကန့်တက်ဖို့ဥပဒေမူကြမ်းတစ်ခုကိုအမေရိကန်အောက်လွှတ်တော်ကချွင်းချက်မရှိသဘောတူခဲ့ကြပါတယ်အောက်လွှတ်တော်ဥပဒေမူကြမ်း3190ကိုBrave Burma လို့နာမည်ပေးထားပြီးမချီကန်ပြည်နယ်အောက်လွှတ်တော်အမတ် Bill Huizanga ကတင်သွင်းခဲ့တာဖြစ်ပါတယ်။အခုသတင်းပတ်အစောပိုင်းမှာတော့အောက်လွှတ်တော်ကအဲ့ဒီဥပဒေမူကြမ်းကိုမဲပေးဆုံးဖြတ်ပြီးအတည်ပြုထောက်ခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီဥပဒေမူကြမ်းရဲ့ရည်ရွယ်ချက်ကတော့အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ပြည်သူတွေကိုတိုက်ခိုက်ဖို့လိုအပ်တဲ့ငွေကြေးတွေပြတ်တောက်သွားစေဖို့ဖြစ်ကြောင်းစစ်တပ်ရဲ့ရန်လိုအကြမ်းဖက်မှုတွေကြောင့်မြန်မာပြည်သူ3.6 တန်းလောက်ဟာနေရက်စွန့်ခွာထွက်ပြေးခဲ့ရပြီးအဲ့ဒီကိန်းဂဏန်းပမာဏမျိုးကအံ့ဩတုန်လှုပ်စရာထင်နေကြောင်းဟွိုင်ဇန်ကားကပြောပါတယ်။အဲ့ဒီမူကြမ်းအရအမေရိကန်သမ္မတဟာစစ်တပ်ရဲ့အဓိကဝင်ငွေအရင်အမြင့်လမ်းကြောင်းဖြစ်တဲ့မြန်မာရေနံနဲ့တဘာဝဓာတ်ငွေလုပ်ငန်း MOGE နဲ့မြန်မာစီးပွားရေးဘဏ် MEB ကိုပိုမိုတင်းကျပ်တဲ့ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်မလားဆိုလာကိုနှစ်စဉ်ပြန်လည်သုံးသပ်ပြီးဆုံးဖြတ်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့လေရင်စီဝယ်ယူတင်သွင်းမှုတွေကိုလည်းစောင့်ကြည့်ကြက်မှတ်စေမှာဖြစ်ပါတယ်။တကယ်လို့ဥပဒေချမ်းကတရားဝင်ဥပဒေတစ်ခုဖြစ်အသက်ဝင်သွားပြီဆိုရင်တော့မြန်မာစစ်တပ်လုံနေကိုင်းနေရတွေဟာအမေရိကန်အတွက်လက်ခံနိုင်စရာလုံးဝမရှိဘူးဆိုတဲ့ရှင်းလင်းတိကျတဲ့သတင်းစကားမျိုးပေးပို့ပြီးဖြစ်သွားစေမယ်လို့လည်းဟွိုင်ဇန်ကားကဆိုပါတယ်။အဲ့ဒီဥပဒေဟာမြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့်အမေရိကန်မှာလာရောက်ခိုလုံတင်းရှောင်နေရတဲ့မြန်မာနိုင်ငံသားတွေကိုလည်းအကာအကွယ်ပေးနိုင်စေဖို့မျှော်လင့်ကြောင်းသူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကတော့အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြီးလုံခြုံရေးအခြေအနေတိုးတက်လာပြီးဖြစ်တာကြောင့်မြန်မာနိုင်ငံသားတွေအတွက်ယာယီခိုလုံခွင့်သတ်မှတ်ပေးထားတာကိုဇန်နဝါရီ26ရက်နေ့မှာအဆုံးသတ်စေမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ချီကာဂိုမှာရှိတဲ့ Federal တရားသူကြီးတယောက်ကအဲ့ဒီကိစ္စကိုကြားဝင်တားဆီးခဲ့ပြီးဥပဒေကြောင်းဆက်လက်အမှုရင်ဆိုင်နေရဆဲဖြစ်တာကြောင့်မြန်မာနိုင်ငံသားတွေရဲ့ယာယီခိုလုံခွင့်ကိုအမေရိကန်ကဆက်လက်အကာအကွယ်ပေးထားပါတယ်။ဟွိုင်ဇန်ကာကမြန်မာနိုင်ငံသားတွေကိုယာယီခိုလုံခွင့်ကအကာအကွယ်ပေးထားခြင်းကိုဖယ်ရှားကိုကြံစည်ခဲ့တာဟာတကယ်ကိုလမ်းလွဲလိုက်တာတစ်ခုဖြစ်ခဲ့တယ်လို့ဝေဖန်သွားပါတယ်။အမေရိကန်မှာခိုလုံနေတဲ့မြန်မာပြည်သူတွေအတွက်အကာအကွယ်တွေဆက်လက်လိုအပ်နေကြောင်းသူတို့ဟာပြန်သွားတဲ့အခါဖိနှိပ်မှုတွေကြုံရမှာတင်ကအသက်တောင်ခံရနိုင်ကြောင်းသူကဆိုပါတယ်။စစ်တပ်ကအမေရိကန်မှာခိုလုံနေတဲ့မြန်မာနိုင်ငံသားတွေကိုစည်ရင်းပြုစုပြီးကြိုတင်စောင့်မြှုပ်နေကြောင်းလဲဟွိုင်ဇန်ကာကပြောကြားသွားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စကိုင်းတရားကိမှာရဲစခန်းထောက်ခံစာမပါတဲ့ပြည်သူအချို့ဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတရားထိစစ်ဆေးရေးကိမှာရဲစခန်းထောက်ခံစာမပါတဲ့ခရီးသွားပြည်သူအချို့ဖမ်းဆီးခံရတယ်လို့ဒေတာခင်တွေကပြောပါတယ်။မနေ့ကဖေဖော်ဝါရီလ17ရက်နေ့မန္တလေးမြို့ရတနာဘုံတရားစကိုင်းတရားမန္တလေးဘတ်ချံဒေသအခေါ်နှောက်ပေါက်စစ်ဆေးရေးကိမှာခရီးသွားကားတွေကိုစစ်ဆေးမေးမြန်းခြင်းမရှိဘဲရဲစခန်းထောက်ခံစာမပါတဲ့ပြည်သူတွေကိုစစ်ဆေးမေးမြန်းခြင်းမရှိဘဲဖမ်းဆီးလိုက်တာဖြစ်တယ်လို့စကိုင်းတိုင်းအခြေခံကောင်းကင်တော်လန်ရေးအင်အားစုရဲ့တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီဟာစကိုင်းတိုင်းထက်ကမုံရွာအပါဝင်တော်လန်ရေးအားကောင်းတဲ့ဒေသကပြည်သူတွေကိုရက်ကွက်နဲ့ရဲစခန်းထောက်ခံစာပါမှကားလက်မှတ်ရောင်းချဖို့ကိုကားဂိတ်တွေကိုညွှန်ကြားထားပါသေးတယ်။စကိုင်းတရားရတနာဘုံတရားမန္တလေးဘတ်ချမ်းနဲ့စကိုင်းဘတ်ချမ်းကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဟာခရီးသွားပြည်သူတွေကုန်တင်ရဟင်တွေကိုစစ်ဆေးပြီးချင်းမြက်ငွေညှောက်တာစစ်မှုထမ်းကပေါ်တာဆွဲဖမ်းစည်းတာတွေနေ့စဉ်ပြုလုပ်နေကြောင်းဒေတာခင်တွေစီကပြရပါနေ။